လေးတွေကိုကျွန်တော်တို့ကအတူမလိုပဲနဲ့ဒီရနေပြီးတော့မှဒီခန်းဆိုင်ကြဖို့လဲတိုက်တွန်းပါတယ်ကျွန်တော်တို့အရင်ကပြီးခဲ့တဲ့လကရှင်ယာကုပ်ကျမ်းစာကိုကျွန်တော်တို့ပြီးခဲ့ပြီးတော့မှဆက်လက်ပြီးတော့ရှင်ပြီးတော့စာဆောင်ကိုကျွန်တော်တို့စာတည်ခဲ့တာဖြစ်တယ်အဲဒါရှင်ပြီးတော့ဩဝါဒစာနမဆောင်အခန်းကြီးရဲ့အငယ်တိကနေဒီထိကျွန်တော်တို့ကြည့်တော်ပြီးအခုဒီနေ့ဆိုရင်အငယ်3ကနေ9အထိကြည့်ပြီးတော့မှအဲဒီဟာဒီကျွန်တော်တို့အတူတူခွန်အားယူကြဖို့ကျွန်တော်ဒီကနေ့တင်ပြလိုပါတယ်အရင်ဆုံးကျမ်းစာပြန်ရအောင်ရှင်ဒီလိုဩဝါဒစာပထမဆောင်အခန်းကြီး1အငယ်3ကနေဖတ်လိုက်ပါမယ်အသက်ရှင်ခြင်းနဲ့ဆက်ဆိုင်သောမြောင်လင့်ခြင်းအကြောင်းစီစီခြင်းကဖောက်ပြန်ခြင်းမြစ်ဆွန်းခြင်းမျိုးလွန်းခြင်းနဲ့ပြင်းစင်သောအငွေတော်ကိုငါတို့ဤခံရစီမီအကြောင်းယေရှုခရစ်ကိုတည်ခြင်းကထမြောက်စေတော်မူသောအာဖြင့်ကြီးစွာသောဂရုဏာတော်နှင့်အညီငါတို့ကိုတပံဖြစ်ပွားစေတော်မူသောငါတို့တခင်ယေရှုခရစ်၏ခမဲတော်ဘုရားသခင်၏မင်္ဂလာရှိတော်မူစေတည်းထိုအမွေတော်ဒီကနောက်ဆုံးသောကာလ၌တင်ရှားစီခြင်းကပင်စင်သောအင်းချင်းတို့ရောက်စီနေအကြောင်းယုံကြည်ခြင်းအပြင်ဘုရားသခင်၏တကူတော်သည်ဆောင်းလျှောက်တော်မူသောတင်တို့အဖို့ကောင်းကင်ဘုံ၌တူချာလက်စီတော်အဝေဒီအယေကျို၍စုံစမ်းခြင်းကိုခံနိုင်တော်လဲပျက်စီးတတ်သောရွှေကိုစစ်ကြောစုံစမ်းခြင်းတဲ့တင်တို့ယုံကြည်ခြင်းကိုစစ်ကြောစုံစမ်းခြင်းအရာသည်တာ၍မြတ်တည်နေယေရှုခရစ်ပေါ်ထွန်းတော်မူသောအခါအချီးအမွေဂုဏ်အတယေဘောအမှုတော်အလို့ကဖြစ်နေအချောင်းအထူးထူးအပြားပြားသောစုံစမ်းနှောင့်ယှက်ခြင်းကိုခံရသောအချောင်းရှိရင်ဒီလိုဒီယခုခဏခံရ၍ဝိနည်းတော်လဲအထက်ဆုခဲ့ပြီးသောကျေးဇူးတော်ကိုထောက်၍ရှင်လန်းသောစိတ်ရှိကြ၏အဲဒီအငယ်ခုနှစ်ချက်ရဲ့ဖတ်ရအောင်ကျွန်တော်တို့ဖတ်ကြတဲ့ဒီချမ်းပိုက်ပေါ်မှာကျွန်တော်ခေါင်းစဉ်တက်လိုက်ပါတယ်ဒီနေ့praise God တော့ဘုရားကိုချီးမွမ်းပါဘုရားကိုချီးမွမ်းဖို့ကျွန်တော်တို့အခုဖတ်ကြတဲ့ချမ်းပိုက်ခြေကနေကျွန်တော်ခေါင်းစဉ်တက်လိုက်ပါတယ်ဘုရားကိုချီးမွမ်းဖို့ပြပါတယ်နံပါတ်1အနေနဲ့နံပါတ်1မှာဆိုလို့ရှိရင်တော့နံပါတ်ပြီးထားတယ်နံပါတ်1နဲ့နံပါတ်2ကိုပြီးထားပါတယ်ပထမအနေနဲ့အသက်ရှင်ခြင်းနဲ့ဆက်ဆိုင်သောမျှော်လင့်ခြင်းကိုမျှော်လင့်ခြင်းအတွက်ဘုရားကိုချီးမွမ်းပါဆိုပြီးတော့ကျွန်တော်တို့အခန်းငယ်3ကနေကြည့်ရအောင်အဲဒီမျှော်လင့်ခြင်းအတွက်ဘုရားကိုချီးမွမ်းဖို့အတွက်ပထမအနေနဲ့ကယ်တင်ခြင်းအုပ်မြစ်ဖြစ်တဲ့သခင်ယေရှုခရစ်၏ခမဲတော်ဘုရားသခင်ဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့သိရှိနိုင်ပါတယ်ကျွန်တော်တို့ရဲ့ကယ်တင်ခြင်းအုပ်မြစ်တော့ကယ်တင်ခြင်း foundation ကယ်တင်ခြင်းအုပ်မြစ်ဖြစ်တဲ့ကျွန်တော်တို့ရဲ့ခမဲတော်ဘုရားသခင်ဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့ဒီအခန်းငယ်3မှာပထမအနေနဲ့ကျွန်တော်တို့သိရှိနိုင်ပါတယ်ကျွန်တော်တို့လူသားတွေအောင်ဆိုလို့ရှိရင်အေရင်ချန်ကနေအပစ်ထဲရောက်လာတဲ့အခါမှာကျွန်တော်တို့ကအပစ်သားတွေဖြစ်ကြတယ်အပစ်သားတွေဖြစ်ပြီးတော့ကျွန်တော်တို့
ဆိုလို့ရှိရင်ငါရဲ့ဒီကိုရောက်တဲ့လူဖြစ်နေကြတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီအပိဋကတွေကကိုမခင်ကြဘူးပြီးတော့အဲ့လိုကျွန်တော်တို့မြောင်းပြီးချင်းတော့မရှိတဲ့လူသားတွေဟာဆိုလို့ရှိရင်ဘုရားသခင်ကကျွန်တော်တို့အတွက်ဒီချင်းနာကြောင်းကိုဖွင့်ပြီးတော့ဒီချင်းအစကနေပြီးတော့အဆုံးထိဘုရားကဆောင်ရွက်ပေးလာဖြစ်တယ်ကျွန်တော်တို့ဒီချင်းရဖို့ကျွန်တော်တို့လောက်ဆောင်တာကျွန်တော်တို့အနေနဲ့ကျွန်တော်တို့လုပ်နိုင်တဲ့အရာတစ်ခုမှမရှိတဲ့အတွက်ဘုရားသခင်ကလုပ်ပေးတာဖြစ်တယ်ပြီးတော့မှဒုတိယဝေဖွားခြင်းဒါမှမဟုတ်ရင်ပြန်လည်ဝေဖွားခြင်းဆိုတာကလည်းကယ်တင်ခြင်းရဲ့ကိုယ်တိုင်ဖြစ်တယ်ပြီးတော့အဲ့ဒီကယ်တင်ခြင်းဟာဆိုလို့ရှိရင်ဘယ်သူကအစားပြုလာလဲဆိုတော့ဘုရားကပဲအစားပြုလာဖြစ်တယ်အဲ့ဒီကယ်တင်ခြင်းဟာကျွန်တော်တို့ကဒီကယ်တင်ခြင်းအတွက်ဘုရားဘာမှမလုပ်ဘဲနဲ့ကျွန်တော်တို့ကအစားရှာလာမျိုးမရှိဘဲနဲ့ဘုရားသခင်ကကျွန်တော်တို့ကိုရှာတယ်ကျွန်တော်တို့ကိုတရင်ကောင်းပြောကြတယ်ကျွန်တော်တို့အတွက်စံဆောင်ပြီးတယ်ကျွန်တော်တို့တည်နိုင်အောင်သူကိုယ်တိုင်ကောင်းကင်ဘုံကိုဆွတ်ပြီးတော့မှဒီမြေကြီးကိုရာသခင်ကိုယ်တိုင်လာပြီးတော့မှသူကပဲအစာပြုတာဖြစ်တယ်ဆိုပြီးတော့မှကျွန်တော်တို့သိနိုင်ပါတယ်။ဒါကြောင့်ရာသခင်ကပဲကောင်းကင်ဘုံကနေလူအတွင်းဖြစ်ပေါ်လာပြီးတော့မှကျွန်တော်တို့ကိုယ်ကယ်တင်တယ်ဝကတ်တိုင်းပေါ်မှာအဓိကနဲ့သူကအကုန်လုံးကျွန်တော်တို့အတွက်လှုပ်ဆောင်ပေးတာဖြစ်တယ်အဲဒါကြောင့်သူကခတ်တိုင်းပေါ်မှာအမှုပြီးဆုံးပြီးဆိုပြီးတော့မှကျွန်တော်တို့ရဲ့အမှုအကုန်လုံးသူကအဆုံးထိကျွန်တော်တို့အတွက်ကျွန်တော်တို့လုပ်မြတ်ဖို့အတွက်ဘုရားသခင်ကဆောင်ရွက်ပေးတာဖြစ်တယ်အဲဒါကြောင့်ဘုရားသခင်ကသူ့မှာရှိတဲ့တပါးပြီးသောသားတော်ယေရှုခရစ်ကိုပြီးတဲ့အတွက်ကျွန်တော်တို့ကိုပြီးတဲ့အတွက်ကျွန်တော်တို့ကဒီဘုရားကိုအဖဆိုပြီးတော့မှခေါ်ပေးရတာဖြစ်တယ်ရှင်ယောဟန်ဟောဝါဒစာမဆောင်ခန်းလေးအခန်းကြီးလေးအငယ်19မှာကျွန်တော်တို့တရားလေးဖတ်လိုက်ပါမယ်ဘုရားသခင်ဒီငါတို့ကိုစီးဥစွာချစ်တော်မူသောကြောင့်ဒီတို့ဒီဘုရားသခင်ကိုချစ်ကြ၏တဲ့စီးဥစွာကျွန်တော်တို့ချင်းလို့ဆိုလို့ရှိတော့ပါစီယံဘုံကြီးမဆာနော်ဘုရားသခင်ကကျွန်တော်တို့ကိုစီးဥစွာချစ်တဲ့အတွက်ကျွန်တော်တို့ကလည်းသူ့ကိုပြန်ပြီးတော့မှချစ်နိုင်တာဖြစ်တယ်ကျွန်တော်တို့အရင်ချစ်တာမဟုတ်ဘဲနဲ့ဘုရားသခင်ကကျွန်တော်တို့ကိုချစ်ပြီးတော့မှအရင်ချစ်ပြီးတော့မှအရင်ကျွန်တော်တို့ကိုရှာတယ်ကျွန်တော်တို့အတွက်လမ်းပွင့်ပြီးတယ်ကျွန်တော်တို့အတွက်နေချင်းလမ်းကိုပွင့်ပြီးတယ်ကျွန်တော်တို့အတွက်သူကအရင်လုံးဆောင်ပြီးတာဖြစ်တယ်အဲဒါကြောင့်ကျွန်တော်တို့ကဒီကျွန်တော်တို့အတိတ်ပြင်ဆင်ပြတဲ့ဘုရားကိုချီးမွမ်းဖို့ဒီမှာတော့အရေးကြီးတယ်ဆိုပြီးတော့မှတိုက်တွန်းပါတယ်ကျွန်တော်တို့မြန်မာပြည်မှာဆိုလို့ရှိရင်မြန်မာပြည်ဟာဆိုလို့ရှိရင်ကမ္ဘာပေါ်မှာနာမည်ကျော်တဲ့နိုင်ငံဟိုအမေရိကန်နိုင်ငံဂျပန်နိုင်ငံတို့တရုတ်နိုင်ငံတို့နာမည်ကျော်တဲ့နိုင်ငံဟိုမြန်မာပြည်ဆိုပြီးတော့မကြားဘူးတဲ့နိုင်ငံတွေအများကြီးရှိသေးတယ်ကျွန်တော်တို့နိုင်ငံဟာလုံးဝမတူတဲ့နိုင်ငံလည်းဖြစ်တယ်ကျွန်တော်တို့နိုင်ငံဟာဆိုလို့ရှိရင်ကမ္ဘာမှာအစည်းအဝေးဆုံးမဟုတ်ပေမဲ့စီးရဲတဲ့top 10တဲ့မှာတော့ပါဝင်နိုင်တဲ့နိုင်ငံလည်းဖြစ်ကောင်းဖြစ်နေလိမ့်မယ်ဒါမဲ့ဘု
သခင်ကကျွန်တော်တို့အတွက်ပြင်ဆင်ပေးတယ်ပြီးတော့ကျွန်တော်တို့ဒီမြန်မာပြည်မှာယုံကြည်သူဘယ်သူကမှကိုရောဖျားကျွန်တော်တို့အတွက် missionary ကိုလာဖို့ပါဆိုပြီးတော့စုတောင်းတဲ့သူတွေပါစီတယ်ဒါပေမဲ့ကျွန်တော်တို့ချင်းလူမျိုးဆိုပြီးလူမျိုးတွေကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဘုရားတွေဆိုလို့ရှိရင်နတ်လူတွေလည်းနတ်လူတွေပြီးတော့မှဖျားရှာဖို့စိတ်ထဲမှာတော့မရှိကြဘူးသူတို့ကနတ်တွေလူတွေဒါပေမဲ့ဒီလိုဘယ်သူမှစုမတောင်းခဲ့ဘူးပြီးတော့အမေရိကန်ကိုဖုန်းဆက်ပြီးတော့ဘယ်ဖြစ်ပေါ်ဘယ်သူကမှမလဲသူတို့ကိုမပြောဘူးကျွန်တော်တို့ဒီကိုလာပြီးတော့ကဲတင်ချင်အကြောင်းငါပြောပါဆိုပြီးတော့ဘယ်သူကမတောင်းကြဘူးပြီးတော့ကျွန်တော်တို့ရဲ့နိုင်ငံမှာဆိုလို့ရှိရင်ကမ္ဘာမြေပေါ်မှာဆိုလို့ရှိရင်နာမည်မကျော်တဲ့နိုင်ငံတိုင်းပြည်လည်းဖြစ်တယ်ပြီးတော့အဒီကကျွန်တော်တို့ချင်းလူပြောနေဒီထိုင်တဲ့နေရာဆိုလို့ရှိရင်ဒီတောင်ပေါ်နေတာပါဆိုလို့ရှိရင်ဘယ်သူမှလည်းမရောက်ချဘူးဆရာကြီးကျွန်တော်တို့ရဲ့ဆရာကြီးလို့ဆိုတာပြောဖို့ပဲကျွန်တော်တို့အမေရိကန်ပြည်ရောက်တဲ့ဆိုလို့ရှိရင်အမေရိကမှာလူအများကြီးရှိတယ်ပြီးတော့အမေရိကန်နေမြန်မာပြည်ကိုပြန်လာတယ်ဆိုလို့ရှိရင်ရာမုံရောက်လာတယ်ရာမုံရောက်တော့လူကအများကြီးပေါ်တယ်လူကအများကြီးရောက်သွားတယ်လူနည်းလာတယ်ရာမုံကလေကလေးမျိုးရောက်လာတယ်ပို့ပြီးတော့ရောက်သွားတယ်ကလေးမျိုးကလေတောင်ပေါ်ရောက်သွားတော့ဘယ်သူမှမရှိတော့တန်လို့ပဲခံစားရတယ်ဆိုပြီးတော့သူကပြောတယ်အဲ့လိုပဲကျွန်တော်တို့နေထိုင်တဲ့နေရာဟာဆိုလို့ရှိရင်သူကမရှိတဲ့နေရာနဲ့သူကမတိတဲ့နေရာဖြစ်တယ်ဒါမဲ့ဘုရားသခင်ကကျွန်တော်တို့ကိုတည်တယ်ဘုရားသခင်ကကျွန်တော်တို့ကိုချစ်ပြီးတော့မှကျွန်တော်တို့အတွက်အမေရိကန်ပြည်ကနေ missionary ကိုစီလို့ပြီးတော့မှကျွန်တော်တို့အတွက်တရင်က gospel တရင်ကအကြောင်းကိုပို့ဆောင်ပေးတယ်ကျွန်တော်တို့ကိုသူကအရင်ချစ်ပြီးတော့မှကျွန်တော်တို့အတွက်ကဲဒီချင်းလာကိုဖွင့်ပြတာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ခေါင်းစဉ်ပတ်သက်လို့ဖယားကျွန်တော်တို့ကိုကိုယ်ရဲ့ဖယားဟာဆိုလို့ရှိရင်ကဲဒီချင်းအုပ်မြစ်ကဲဒီချင်း foundation ဖြစ်တဲ့အတွက်ဖယားကိုချင်းပါဆိုတော့မှကျွန်တော်ဒီအရေးစီကိုဆိုတဲ့တော့ပါလေဒုတိယအနေနဲ့ဒီချင်းအုပ်မြစ်ဒီကြီးမားတဲ့ဘုရားရဲ့ဂယုဏဆိုတော့အင်္ဂလိပ်လို mercy ဖြစ်တယ်သူဟာဂယုဏလို့ရှိဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီအခန်းငယ်3ခါခွဲမှာသိရပါတယ် mercy ဆိုတာဟာဂယုဏလို့ဒါမှမဟုတ်ရင်တနာညတာတတ်တဲ့ဘုရားပေါ့ mercy တို့ချင်းလို့ဆိုလို့ရှိရင်တော့တခါတလေချက်ရင် happy နာလောက်ခေါ်တယ်ဒါပေမဲ့ happy နာချက်တော့ပြောပါလေline up လို့ပါတာပြန်ရင်ပို့ပြီးတော့မှာမဲထင်ပါတယ်ဘာလို့လဲဆိုတော့ grace နဲ့ mercy ကျွန်တော်တို့ချင်းကိုပါတာပြတဲ့အခါမှာအမျိုးစလုံးကိုကျွန်တော်တို့က happy နာဆိုပြီးတော့မှာပါတာပြန်ပြီးတဲ့အတွက်ခွဲချဖို့ခက်ခဲတယ်ဒါပေမဲ့ဒီနေရာမှာဆိုလို့ရှိရင် mercy ဆိုတာဟာကျွန်တော်တို့ရပြည့်တဲ့အရာကိုမရဘဲနဲ့တခြားအရာကိုရတာက mercy လို့ခေါ်တယ်ရထိုက်တဲ့အရာကိုမရဘဲနဲ့ကျွန်တော်တို့ရထိုက်တဲ့အရာကပါလဲဆိုလို့ရှိရင်ငရဲပြီဖြစ်တယ်ကျွန်တော်တို့အဖြစ်သားတွေရထိုက်တဲ့ရအတင်းတဲ့အရာကငရဲပြီဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကငရဲပြီ
ပြောင်းပြန်ခြင်းဖြစ်တယ်ကျွန်တော်တို့ရတဲ့အရာကိုမရတဲ့အရာပေါ့မရတဲ့အရာကိုကျွန်တော်တို့ကရတယ် grace ကောင်းကင်ဘုံကိုကျွန်တော်တို့ကရတဲ့အရာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ကကောင်းကင်ဘုံကိုရတယ်အဲ့ဒါက grace အဲ့ဒါလည်း happy နာလို့ပဲကျွန်တော်တို့ကခေါ်တယ်အဲ့ဒါကြောင့်မာစီတဲ့ grace ကနည်းနည်းဝဲတာပေါ့နော်ဘုရားသခင်ရဲ့ဂရုဏာတော်ဆိုပြီးတော့မှဗမာလိုတော့ပို့ပြီးတော့မှရှင်းပြပါလေကျွန်တော်တို့ကယေရှုခရစ်တော်အားဖြင့်ကယ်တင်ခြင်းကိုရရှိပြီးတော့မှ great mercy ဘုရားသခင်ရဲ့ကြီးမားတဲ့ဘုရားသခင်ရဲ့အလုံးတရားတဲ့အားဖြင့်ကျွန်တော်တို့ရတဲ့ငရဲပြည်ကိုမရဘဲနဲ့မရတဲ့ကောင်းကင်ဘုံကိုယေရှုခရစ်တော်အားဖြင့်ကျွန်တော်တို့ကရရှိတာဖြစ်တယ်နေဖက်ဩဝါဒစာထမ်းခြင်းနဲ့အငယ်၄ကနေ9ကိုချိန်လိုက်တဲ့အခါမှာတုတ်တော်လည်းဂရုဏာတော်နဲ့ကျွေဝတော်မူသောဘုရားသခင်သည်ငါတို့ကိုချစ်တော်မူသောမဟာမေတ္တာတော်အားဖြင့်အခန်းငယ်ကနေအခန်းငယ်လူစရဲ့အပိနာဒီရစီနီတော်ငါတို့ကိုခရစ်တော်နဲ့အတူအသက်ရှင်စီတော်မူပြီးကျေးဇူးတော်ကြောင့်သာကယ်တင်ခြင်းတို့ရောက်ရ၏ဘုရားသခင်ရဲ့ဂရုဏာတော်နဲ့ကျွေးဝတော်မူသောဘုရားသခင်ပေါ့အဲဒါကြောင့်ကျွန်တော်တို့ကအသက်ရှင်ခြင်းကိုရရှိလာဖြစ်တယ်ဆိုတော့မှကျွန်တော်တို့တွေ့ရှိတယ် တခါတော့က GL Muri ဆိုတဲ့သူကပြောခဲ့ပို့တယ်သူပြောတဲ့ပုံပြတဲ့ပုံပေါ့နော်သူကတဲ့တခါထောင်ထဲမှာသူတရားဟောဖို့ဖိတ်ခေါ်ခြင်းခံခဲ့ရတယ်တဲ့အဲ့ဒီတရားလူတွေကသူ့ကိုထောင်ထဲမှာတရားဟောဖို့ခေါ်တယ်။ခေါ်တဲ့အခါမှာဒီထောင်ထဲမှာထောင်ပါစတာအမှုရှိတယ်။အဲ့ဒီထောင်ပါစတာကသူ့ကိုပြောတာပေါ့နော်။ဆရာမကြတိခင်ကလည်းဒီထောင်ထဲမှာဖြစ်တဲ့အရာတစ်ခုဆရာကိုပြောပြချင်တယ်ဆိုပြီးတော့ပြောတဲ့အခါမှာဒီလူတွေကပြောပါဆိုပြီးတော့ပြောပြတယ်သူကပြောတာလဲဆိုတော့ပြီးခဲ့တဲ့တလအလုံးကားနဲ့ကျွန်တော်တို့ရဲ့ပြည်နယ်အစိုးရပေါ် state governor အနေလာတဲ့အကြောင်းပါကျွန်တော်ပြောချင်တဲ့အရာကသူအနေလာတဲ့အကြောင်းပါဆိုတော့သူကပြောခဲ့တယ်သူကဘယ်လိုပြောတာလဲဆိုတော့ယခင်6လလုံးကဒီပြည်နယ်ကိုလာတဲ့အခါမှာသူကထောင်ဖို့ကိုပြောတယ်နောက်6လအချိန်မှာကျွန်တော်ဒီကနေပြန်လာမယ်ပြန်လာတဲ့အခါမှာဒီထောင်သားတွေကိုကောင်းကောင်းလေးကြည့်ပြီးတော့မှစကားနားထောင်တဲ့လူ6ဦးရွေးပြီးတော့မှသူတို့ကိုကျွန်တော်လွတ်ငင်းခွင့်ပေးချင်တယ်အဲဒါကြောင့်သူတို့ထဲကပြောစကားနားထောင်တဲ့လူကိုကောင်းကောင်းကြည့်ပါဆိုပြီးတော့မှကြည့်ရှုဖို့ပေါ့သူကခိုင်းတယ်ခါမှာ6လချင်မှာတကယ်ပဲအဲ့ဒီထောင်မှာသူကလာတဲ့အခါမှာထောင်သားတွေကိုတော့ဘာမှမပြောသေးဘူးအဲ့ဒီ state governor လာတဲ့အခါမှာသူကထောင်သားတွေကိုအကုန်လုံးစူထားပြီးတော့မှအဲ့ဒီထောင်ကပြောတဲ့အရင်ကဒီ state governor ပြောတဲ့အညာတွေအကုန်လုံးပြောပြီးတော့မှအဲ့ဒါကြောင့်ဒီနေ့လူငယ်တွေလူတွေနာမည်စရင်ဒီမှာရှိတယ်အဲဒါကြောင့်နာမည်ခေါ်မယ်ဆိုပြီးတော့ခေါ်တဲ့အခါမှာထောင်ကအဆုံးဘယ်သူကိုခေါ်လာလဲဆိုတော့Robert Johnson ဆိုပြီးတော့ခေါ်တယ်Robert Johnson ဆိုပြီးတော့ခေါ်တဲ့အခါမှာသူစိတ်ထဲမှာ
လောက်အပြစ်စီးတဲ့လူတွေအားလုံးထဲမှာနားလည်ခေါ်ရတဲ့လူကတတော်ခံကောင်းပါပဲဆိုပြီးမှသူကပြောတယ်ပြီးတော့သူ့နာမည်ခေါ်တဲ့အခါကျတော့သူဖြစ်မယ်ဆိုပြီးတော့ဘယ်တော့မှမယုံနိုင်ဘူးအဲ့ဒါကြောင့်ရောဘတ်ဂျွန်ဆန်တဲ့နာမည်နဲ့သူ့ရဲ့တတော်ခံကောင်းတာပဲဆိုပြီးတော့သူကပြောတယ်မထားချင်ဘူးပြီးတော့ပြန်ခေါ်တဲ့အခါမှာကျွန်တော်တို့ကပြန်ခေါ်တဲ့အခါမှာကြည့်ရနောက်ကိုပြန်ကြည့်တယ်နောက်ကိုပြန်ကြည့်တော့ထောင်လို့ကလည်းဟေးရောဘတ်ဆွန်းဆွန်းမိကိုခမောက်ကိုခေါ်လာဆိုပြီးတော့သူကရင်မျိုးထိုးတယ်ထိုးတဲ့အခါမှာကျွန်တော်လားဆိုပြီးတော့ပြောတယ်ပြီးတော့မယုံနိုင်ဘူးပြီးတော့အားလုံးနာမည်ကိုခေါ်ပြတဲ့နောက်မှာလူတွေကသူတို့ဒီရာစီပြန်ထွက်ပြေးတော့နောက်မှာသူကလည်းသူတကယ်ချင်းတွေရဲ့တော့ကိုလိုက်ပြီးတော့မှပြောတဲ့အခါကျတော့ထောင်ကလူကမင်းရဲ့နာမည်ခေါ်ပြီးလွတ်တော်ပြီးဒီထားလွတ်တော်ပြီးအပီကိုထွန်းသွားတော့ဆိုပြီးတော့မှထိုင်တယ်ကျွန်တော်ဒီမှာပြောလို့ကဘာလဲဆိုတော့ကျွန်တော်တို့ကဒီဘုရားသခင်ရဲ့မာစီပေါ့ဒီနေရာမှာရောဘတ်ဂျွန်ဆန်ကလည်းမာစီဂယုဏတနာမှုကိုရလို့ထောင်ကနေလက်နေတာဖြစ်တယ်ကျွန်တော်တို့ကလည်းအဲ့လိုပဲကျွန်တော်တို့ရတဲ့အရာကိုမရဘဲနဲ့မရတဲ့အရာကိုရတော့ဘယ်သူမှကမယုံနိုင်ကြဘူးဒီချင်းအကြောင်းယေရှုခရစ်တော်ကြောင့်ကျွန်တော်တို့ကဒီချင်းရတယ်ဆိုပြီးတော့ပြောပြီးပဲဘယ်သူမှကမယုံနိုင်ကြဘူး။ဘာဖြစ်လို့လဲဆိုတော့တကယ်ဖြစ်မလားကျွန်တော်တို့ကောင်းတဲ့အရာတစ်ခုခုပေါ့ဒါမှမဟုတ်ရင်ပိုက်ဆံနေလောက်မပီတီဘူးလားဆိုပြီးတော့စိတ်ထဲမှာပဲထားနေကြတယ်။ရောဘတ်ဂျွန်ဆန်ကိုပဲကျွန်တော်တို့ထောင်ကဘေးဘီလွတ်သွားပြီဆိုပြီးပဲကျွန်တော်တို့ကမယုံနိုင်ကြဘူးမယုံချင်ကြဘူးမယုံနိုင်လောက်အောင်ကိုဘုရားသခင်ရဲ့ဂရုဏာတော်မှာကျွန်တော်တို့အပေါ်မှာချီးမွမ်းပါလေဆိုပြီးတော့ကျွန်တော်တိုက်တွန်းလိုပါလေပြီးတော့ဒီအငယ်တော့ကားငယ်မှာဆိုလို့ရှိရင်ကဲတင်ချင်းချောင်းအသက်ရှင်တော်မျောလင်းခြင်းကိုကျွန်တော်တို့ကပိုင်ရဲ့ဘုရားကျေးဇူးတော်ကြောင့်ကျွန်တော်တို့ကအသက်ရှင်တဲ့မျောလင်းခြင်းကိုပိုင်တာဖြစ်တယ်ကျွန်တော်တို့ရဲ့မျောလင်းချက်ပေါ့ခရစ်တော်ကနေကျွန်တော်တို့မျောလင်းတဲ့မျောလင်းချက်ဟာဆိုလို့ရှိရင်စိတ်တစားပေါ့စိတ်တစားဆိုတာကျွန်တော်တို့ကျောင်းမှာဆိုလို့ရှိရင်တရာပါနေတယ်နော်စိတ်တစားဆိုတာလက်နဲ့ကိုင်လို့လည်းမရဘူးပြီးတော့မျက်စိနဲ့မြင်လို့လည်းမရဘူးလေဒါမှမဟုတ်မေတ္တာအချင်းတို့အဲ့ဒါတွေဟာစိတ်တစားဖြစ်တယ်အဲ့လိုမျိုးကျွန်တော်တို့ရဲ့မျောလင်းခြင်းဟာဆိုလို့ရှိရင်ဒီလိုမျိုးစိတ်ကိုယ်လည်းမဟုတ်ဘူးabstract ပေါ့စိတ်တစားမဟုတ်ဘူးဒီလိုဖြစ်ကောင်းပါပဲကျွန်တော်ကောင်းပြီးကိုရောက်ရင်ကောင်းပါပဲဆိုလို့စိတ်ကိုရင်ရောက်ပါပဲနဲ့တကယ်စိတ်မှန်တဲ့အရာဖြစ်တယ်တကယ်ဖြစ်လာမယ့်အရာဖြစ်တယ်တခါတော့ကအိုင်ယာလန်ပြည်မှာဂျူလီဆိုတဲ့မြို့ကြီးတစ်ခုရှိတယ်အဲ့မှာဆိုလို့ရှိရင် second baron Colleton ဆိုတော့နာမည်ကျော်တဲ့လူတစ်ယောက်ရှိတယ်ဒီတော့သူ့ရဲ့သူပြည်တဲ့အခါမှာသူ့ရဲ့ကအမွေအကုန်လုံးသူကဆက်ပြီးတော့အမွေဆက်ခံတယ်ဒီတော့သူဟာချမ်းသာတဲ့အခါကျတော့သူကအိမ်အပြားကြီးပိုင်တယ်အိမ်အပြားကြီးပိုင်ပြီးတော့အိမ်ငားတဲ့လူတွေတချို့တွေကဆိုလို့ရှိရင်တနေ့လုံးအိမ်ငားကမပြေးနိုင်တဲ့သူတွေလည်းရှိတယ်အဲ
အဲ့လိုရှိတဲ့အခါကျတော့ဒီအိမ်သားလက်တွေကစိတ်ထဲမှာအများစုရကြတယ်ကျွန်တော်တို့အနေကြရင်ဒီအိမ်ပိုင်ရှင်ကအစိုးရစီမှာကျွန်တော်တို့ကိုတိုင်ပြီးတော့မှထောင်ညာချမှာဆိုပြီးတော့မှသူတို့ကဆွေးနွေးကြတယ်ဒါမဲ့သူကအဲ့လိုမဟုတ်ဘဲနဲ့တတိချတော့သူတို့ရဲ့တကားတွေပေါ်မှာစာကပ်ပြီးတော့မှဒီနေ့7 နာရီမှာမနေ့ပြန်7 နာရီမှာကျွန်တော်ရဲ့ရုပ်ခန်းထဲမှာလာတွေ့ပြီးတော့မှဒီအင်္ဂါခလက်ဖို့လာကောင်းတဲ့သူတွေကျွန်တော်ဘာမှမကောင်းတဲ့သူတို့လက်ပြီးလဲဆိုတော့မှသူကပြောတဲ့အခါကျတော့လူတွေကလည်း7 နာရီမရောက်ခင်မှာလည်း9 နာရီကနေသူရဲ့ရုပ်ခန်းရှိမှာရည်ကြတယ်ဘယ်သူမှရုပ်ထဲမှာတော့မဟုတ်ရကြဘူးပြီးတော့မှ7 နာရီ2 ပါနေ10 မိနစ်လောက်အလိုမှာသူရဲ့အိမ်သားသမားတယောက်လာပြီးတော့မှတခါလေးသူ့ရဲ့ရုပ်ခန်းထဲမှာဝင်လာတယ်အခါကျတော့ဘာတို့ဝင်လာလဲဆိုတော့ဒီအခါကျတော့ဆရာကဒီလိုပြောတယ်ရှိမှာစာရကထားရဲဆိုတော့မှပြောတဲ့အခါမှာဟောဒါဆိုရင်ကျွန်တော်ဒီအချဲတွေကိုအကုန်လုံးမဆက်တဲ့ဒီတိုင်းဘာမှမတောင်းလို့ဆိုတော့မှမင်းယုံကလားဆိုတော့ဒီအခါမှာယုံကြည်ပါလေဘာဖြစ်လို့လဲဆိုတော့ဆရာကတကယ်ပဲပြောတဲ့အတိုင်းလုပ်လေဂတိတည်ရဆိုတော့မှပြောတယ်အဲ့ဒါဆိုရင်ဒီဟာခမရဟာဆိုလို့ရှိရင်ဖြောင်းမှန်ကန်ပြီးတော့မှအလုပ်ချူစားတဲ့သူတကယ်ဟုတ်လို့လားဆိုတော့မှမြည်တယ်ပြီးတဲ့အခါကျတော့ဆရာကစာထဲမှာအဲ့လိုဘာမှမပြောထားဘူးလေရုံးထဲမှာကျွန်တော်ကိုလာတွေ့တဲ့သူကျွန်တော်လုပ်ပြီးမယ်လို့ပြောတာပဲဆိုတော့ပြောတဲ့အခါကျတော့သူကဟောဒါဆိုရင်ကျွန်တော်ပြောတဲ့အတိုင်းကျွန်တော်မင်းကိုအကျွေးလုပ်ပြီးမယ်ဆိုတော့မှအကျွေးဆောက်ဖို့အရာမျိုးအကုန်လုံးသူကအဲ့ဒီအကျွေးဖြစ်ပိုင်းရဲ့တော့မှာ pay in full ဆိုပြီးတော့မှအကုန်ပြစုံအကျွေးဆောက်ပြီးဆိုပြီးတော့မှသူကညီထားတယ်ညီပြီးတော့မှသူထွက်လာတဲ့အခါမှာလူတွေကလည်းသူ့ရုပ်ခန်းကိုဝင်ဖို့ကြိုးစားချက်နေတာပဲ7 နာရီကျော်တော့ပြီးသူတို့ကဝင်မရတော့ဘူးဖြစ်နေတယ်ဒါကြောင့်ကယ်တင်ခြင်းဆိုတာဟာကျွန်တော်တို့အပြစ်ကနေခွင့်လွှတ်ခြင်းဖြစ်တယ်ဘုရားသခင်ကယုံကြည်ခြင်းအဖြစ်ကျွန်တော်တို့အပြစ်ကိုခွင့်လွှတ်မယ်ဆိုလို့မှပြောထားတယ်သူပြောတဲ့အတိုင်းသူကခွင့်လွှတ်ပါဖြစ်တယ်အဲ့ဒီသူရဲ့ခွင့်လွှတ်ခြင်းအဖြစ်ကျွန်တော်တို့ကအသက်ရှင်တဲ့မျှော်လင့်ခြင်းကျွန်တော်တို့ရှိကြဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့မျှော်လင့်ခြင်းဟာဆိုလို့ရှိရင်အသက်မရှင်တဲ့မျှော်လင့်ချက်မဟုတ်ပဲအသက်ရှင်တဲ့မျှော်လင့်ချက်ပဲဖြစ်တယ်ပြီးတော့ဖယားယေရှုခရစ်တော်ဟာကောင်းကင်ကနေကျွန်တော်တို့ကိုခေါ်ဖို့ပြန်ကြွလာတယ်ဆိုတာကျွန်တော်တို့ရဲ့မျှော်လင့်ချက်ဖြစ်တယ်အဲဒါကြောင့်ကျွန်တော်တို့ရဲ့မျှော်လင့်ချက်ဟာဆိုလို့ရှိရင်အသက်ရှင်တဲ့မျှော်လင့်ချက်ဖြစ်တယ်ပြီးတော့ဒီအငယ်သုံးမှာလည်းကျွန်တော်တို့ကတွေ့တာလေဆိုတော့စီပြန်ထမြောက်ခြင်းဟာဆိုလို့ရှိရင်ကယ်တင်ခြင်းရဲ့ပြီးဆိုခြင်းဖြစ်တယ်စီမွန်ခရစ်စတန်မာကာကဒီလိုပြောတာလေဆိုတော့ခရစ်တော်စီပြန်ထမြောက်ခြင်းမရှိရင်ဒုတိယဝေပေါ်ခြင်းကအချင်းချင်းဖြစ်တဲ့မျောလင်းခြင်းအားလုံးလည်းအထိတ်ပဲမဲ့တာဖြစ်တယ်ဆိုတော့မာကပြောတယ်Friedrich Nietzsche က1880ခုနှစ်မှာဆိုလို့ရှိရင်သူဟာဆိုလို့ရှိရင်
သူကဖယားနေတယ်ဆိုတဲ့ယုံကြည်ချက်ကိုပြန်လာစေဒါမဲ့သူပဲတည်ပြီးတော့မှဖယားဆိုချင်အသက်ရှင်တဲ့ဖယားဖြစ်မှကိုလူတွေကပုံပြီးတော့မှသိလာကြတယ်ဆိုတော့ကျွန်တော်တို့သိနိုင်ပါတယ်။ဒါကြောင့်ယေရှုခရစ်တော်ရဲ့တည်ခြင်းဟာဆိုလို့ရှိရင်အပိတ်သားတွေကိုကျွန်တော်တို့အပိတ်တွေကိုပေါ့ယေရှုခရစ်ရဲ့တည်ခြင်းကကျွန်တော်တို့အပိတ်တွေကိုတည်စီတယ်။ယေရှုခရစ်ထားမြှုပ်ခြင်းကကျွန်တော်တို့ကိုမျှော်လင့်ချက်ပေးတယ်။ပြီးတော့ယေရှုခရစ်တော်ကသူမတည်ခင်အချိန်မှာဆိုလို့ရှိရင်တင်းချမ်းပုံဟာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အိမ်ဖြစ်တယ်။ဒါမဲ့ယေရှုခရစ်တော်ထားပြုတ်ဒီချင်းကနေထားမြုပ်တဲ့ရှိပြန်ထားမြုပ်တဲ့အချိန်ကနေစားပြီးတော့မှဒီတင်းချမ်းဟာဆိုလို့ရှိရင်ကျွန်တော်တို့အတွက်အိမ်မဟုတ်တော့ဘဲနဲ့ကျွန်တော်တို့နားကိုရတဲဖြစ်လာတယ်။အဲဒါကြောင့်ရှင်ယောဟန်ခန်းကြီး19ငွေ20မှာယေရှုကိုလက်ဝါးကတိုင်ပေါ်မှာရိုက်ထားသောအယက်ဒီမြုပ်နဲ့မြေကိုဖြစ်၍ထိုလိပ်စာကိုဟေဗြဲဘာသာလတဘာသာယောမဘာသာအားဖြင့်ရေးသားသောကြောင့်ယူရဘူများတို့သည်ပတ်ချ၏တဲ့ဒီတော့ဒီစဘောမှာဖြစ်တဲ့နည်းနည်းလေးပြောချင်တော့တယ်ဒီပြချပါပြီးတော့ကျွန်တော်ဆက်ပြီးတော့မှဖတ်လိုက်မယ်ဆိုလို့ရှိရင်အငယ်20မှာထို့ကြောင့်ယူဒဇစ်ပျော်ဟက်အချီတို့ဒီပိရမစ်ထံသို့ဝင်၍ယူဒရှင်ဘရင်ဟုမရေးပါနဲ့ငါရင်ယူဒရှင်ဘရင်ဖြစ်တယ်ဟုသူဆိုချောင်းကိုရေးတော်မူပါဟုလျှောက်ထားလေပိရမစ်ကငါရေးပြီးသောအရာကိုငါရေးပြီးဟုပြန်ဆို၏ဒီနေရာမှာကျွန်တော်တို့သိရတယ်ဆိုလို့ရှိရင်ယေရှုခရစ်တော်ထားမြှုပ်ခြင်းကြောင့်ဟေရုကယေရှုခရစ်ဝေပွားလာတဲ့လောကမှာဝေပွားလာတဲ့အချိန်မှာသူကဘာပြောလာလဲဆိုတော့ငါမကဘာတချမ်းဘယင်မရှိဘူးဆိုတော့သူကပြောတယ်ဒါနဲ့ယေရှုခရစ်တော်ကဘယင်ဖြစ်တယ်အဲဒါကြောင့်သူပြောတဲ့စကားမှာမှန်လာတယ်အဲဒါကြောင့်ယေရှုခရစ်ဒီအတိခံတဲ့အခါမှာသူ့ရဲ့ခေါင်းပေါ်မှာလက်ဝါးကတိုင်ပေါ်မှာဘာသာသူ့ဘာသာနဲ့ရေးထားတယ်။အဲမြဲဘာသာပြီးတော့လက်တင်ဘာသာပြီးတော့Greek ဘာသာနဲ့ရေးတယ်။သူဟာယူရာလူတွေရဲ့ပယင်ကြီးဖြစ်တယ်ဆိုတော့မှသူကရေးထားတယ်ဖြစ်တယ်။အဲဒါကြောင့်ယေရှုကပဲပြီးတော့မှတခြားဘယင်မရှိဘူးဆိုတော့မှကျွန်တော်သိနိုင်ပါတယ်။အဲဒါကြောင့်ဒီနေ့ကျွန်တော်ယေရှုခရစ်တော်ဟာကျွန်တော်ရဲ့ဘယင်ဖြစ်စီကိုကျွန်တော်တို့ကပြောလိုပါတယ်ပြီးတော့အခန်းငယ်လေးကနေ9မှာကျွန်တော်တို့ကတွေ့နိုင်တာလေဆိုတော့အဲဒီချင်းဒီတာသမီတို့ရရှိတဲ့အမွေဖြစ်လို့ဘုရားကိုချီးမွမ်းပါကျွန်တော်တို့ဘုရားရဲ့အမွေဆက်ခံမဲ့သူတွေဖြစ်တော့ကျွန်တော်တို့ဘုရားကိုချီးမွမ်းဖို့ဖြစ်တယ်ကျွန်တော်တို့ရဲ့အမွေဟာဆိုလို့ရှိရင်အဆုံးမရှိတဲ့အမွေဖြစ်တဲ့ဒီချင်းနဲ့ထားမြုပ်ခြင်းကနေကျွန်တော်တို့ရလာတဲ့အမွေလည်းဖြစ်တယ်အဲ့ဒီအမွေဟာဆိုလို့ရှိရင်တာချင်းလည်းမသိဘူးတပည့်မိနာရာပြုတ်ဝေသွားတာလည်းမရှိပါဘူးပြီးတော့ဖက်ဆီးလို့မရတဲ့အမွေဖြစ်တယ်ပြီးတော့နာမည်ပြတ်တာဖို့တဲ့အမွေမဟုတ်ဘူးပြီးတော့ကျွန်တော်တို့ရဲ့အမွေဟာဆိုလို့ရှိရင်မဟာဝဲနိုင်တဲ့မနုမဲနိုင်တဲ့အမွေဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ဒီအခန်းလေးနဲ့မှာကျွန်တော်တို့တွေ့နိုင်တဲ့အတွက်ဘုရားကိုချီးမွမ်းဖြစ်တယ်နောက်ဆုံးအနေနဲ့ကျွန်တော်တို့အခန်း6နဲ့9မှာဆိုလို့ရှိရင်
ဒီလိုမှာဘုရားသခင်ကတင်ထားပြီးတယ်ဘုရားရဲ့ဘာအားဖြင့်တင်ပေးထားတယ်အဲဒါကြောင့်ကျွန်တော်တို့ရဲ့အကျိုးဆောင်မှုကျွန်တော်တို့ရဲ့ဘာဝနဲ့တင်တော်မူတဲ့ဘုရားရဲ့ဘာဝနဲ့တင်ထားပေးတာဖြစ်တယ်ပြီးတော့ကျွန်တော်တို့ဒီလောကမှာခဏလေးဝင်နေချင်းရှိနေတဲ့ကျွန်တော်တို့ကကြီးတော်ကြောင့်ရှင်နာမှာဖြစ်တယ်အခက်အခဲတွေကိုကျွန်တော်တို့ကျော်လွှားနိုင်မှာဖြစ်တယ်အဲဒါကြောင့်ဘုရားသခင်ရဲ့စုံစမ်းခြင်းကြောင့်ကျွန်တော်တို့ကအချီအမှန်ခံရမှာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့ဒီအခန်းငယ်6နဲ့9မှာတွေ့နိုင်ပါတယ်အဲဒါကြောင့်ဘုရားသခင်လှူဆောင်ပေးတဲ့ဒီကယ်တင်ခြင်းအစားကနေအဆုံးထိကျွန်တော်တို့ကြည့်တဲ့အခါမှာအယမတာမှာဦးစီးပြီးတော့ကောင်းတဲ့အရာဖြစ်တဲ့အတွက်ဘုရားသခင်ကိုကျွန်တော်တို့ရှေ့ကိုပြပြတယ်ဆိုပြီးတော့ကျွန်တော်နဲ့ကျွန်တော်လိုက်ကြလို့ပါတယ်ဂျာနာလည်းအရောက်ရှိတိုင်းဖျားသီးကောင်းကြည့်ပေးပါစေကျွန်တော်တို့